မင်္ဂလာပါရှင်ထိုင်းနိုင်ငံရဲ့ number 1 developer ဖြစ်တဲ့ Sun City developer ရဲ့မိတ်ဆက်ပေးလိုက်တဲ့ Love Charanakon project ကိုတော့မနေ့က17ရက်3လ2026ခုနှစ်မှာဆိုလို့ရှိရင်တော့ foreign quota တွေအတွက် pre-sale စတင်လိုက်ပြီပဲဖြစ်ပါတယ်။ Charanakon လိုနေရာကောင်းမှာနေထိုင်ဖို့ရည်ရွယ်ထားသူတွေအတွက်အခုချိန်ကအကောင်းဆုံးအခွင့်အရေးပါပဲ။ pre-sale ကာလဖြစ်လို့အခန်းတွေကဈေးနှုန်းသက်သာတဲ့အပြင်ကိုလိုချင်တဲ့အခန်းကိုလည်းဥဥဖြဖြရွေးချယ်ခွင့်ဒီ project ကိုကျမတို့ရဲ့ Snow White Center Company ကနေပြီးတော့လူကြီးမင်းတို့ဝယ်ယူမယ်ဆိုလို့ရှိရင်တော့ရရှိမဲ့လက်ဆောင်တွေကတော့ဘတ်နှစ်တန်းမှာ3တန်းချဝယ်ယူသူတွေအတွက် Dinner Cruise Ticket လက်ဆောင် free ရရှိမှာဖြစ်ပြီးတော့ဘတ်4တန်းမှာ6တန်းချဝယ်ယူသူတွေအတွက် Honda Click 116 2022 ရရှိမှာဖြစ်ပါတယ်။ဘတ်9တန်းမှာ9တန်းချဝယ်ယူသူတွေအတွက်ကတော့ Honda PCH 2021 ဘတ်10တန်းအခန်းဝယ်ယူသူတွေအတွက် Honda City 2012လက်ဆောင်ရရှိမှာဖြစ်ပြီးတော့ဘတ်တန်း20တန်းအခန်းဝယ်ယူတဲ့မိတ်ဆွေတွေအတွက်ကတော့ Mercedes-Benz C180 2012လက်ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်။ဒီ promotion တွေအကုန်လုံးကိုတော့ကျမတို့ရဲ့ Snow White Center Company ကနေပြီးတော့အခန်းဝယ်ယူသူတိုင်းရရှိမဲ့လက်ဆောင်တွေပဲဖြစ်ပါတယ်။အခုလက်ရှိမှာ foreign quota တွေအတွက် pre-sale စတင်ဖွင့်လှစ်လိုက်တဲ့အချိန်ဖြစ်လို့အလူအရက်ဝယ်နေကြတဲ့အချိန်ကာလဖြစ်ပြီးတော့ Thai quota တွေအနေနဲ့ကတော့ဒီလရဲ့15ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်တဲ့အတွက်ကျမတို့ Snow White Center Company ရဲ့ Thai တထေးကိုယ်တိုင်တောင်မှဒီ unit ကိုဝယ်ယူဖို့အတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်ဒါဆိုရင်တော့အခုအခန်းလေးတွေရဲ့ model ပုံလေးတွေကိုစပြီးတော့ကြည့်ကြရအောင် building A မှာ44လွှာရှိပါတယ်တလွှာကနေ6လွှာအထိကားပါကင်ရှိပြီး9လွှာမှာရေကူးကန်ပါရှိပါမယ်12လွှာ43လွှာ pet friendly ဖြစ်ပါတယ်39လွှာကနေ42လွှာအထိကတော့ loft type ဖြစ်ပြီး43လွှာကနေ44လွှာအထိကတော့ penthouse ဖြစ်ပြီးနောက်ထပ်အပေါ်မှာတော့ skylock ရှိပါတယ်Building A မှာ9လွှာကနေ36လွှာအထိက Simplex 1 bedroom 30-31 square meter 2 bedroom 59-60 square meter 39လွှာကနေ42လွှာအထိက loft type 25-26 square meter Building A မှာ10လွှာ12လွှာ22လွှာ39လွှာ43လွှာတွေကတော့ foreign quota ရရှိထားတာဖြစ်ပါတယ်Building B မှာရှိတဲ့9လွှာလုံးက pet friendly ဖြစ်ပြီးတော့6လွှာတစ်လွှာလုံးကိုတော့ foreign quota ပေးထားတာဖြစ်ပါတယ်Building A က44တန်းမျက်နှာဖြစ်တဲ့အတွက်ကြောက်ဖျားမြင့်ရဲ့မြင်ကွင်းကိုအပေါ်စီးကနေရှုမြင်နိုင်တဲ့အခန်းတွေအများဆုံးပါဝင်ပါတယ်။ Project ရဲ့အကြီးကအစအဦးဖြစ်တာနဲ့အညီအထက်မြင့်မှာပါ Heaven Pool, Sky Lounge တို့လိုမျိုးအဆင့်မြင့် facility တွေကိုအနီးကပ်ဆုံးအသုံးပြုနိုင်မှာပါ။ Icon CM နဲ့နီးကပ်တဲ့အတွက်ရင်းနှီးမြှုပ်နှံမှုအတွက်ရောကိုယ်တိုင်နေထိုင်ဖို့အတွက်ပါအရန်ကိုတန်ဖိုးရှိတဲ့မြေနေရာတစ်ခုလို့ပြောလို့ရပါတယ်။ Sun Series ရဲ့ထူးခြားချက်ဖြစ်တဲ့အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့နေထိုင်နိုင်တဲ့အစာအုပ်ဒီဇိုင်းမျိုးကိုအလေးပေးထားပါတယ်Charanakon project ရဲ့အခန်းအများစုကိုမြစ်ဘက်ကိုမျက်နှာမူထားတဲ့ပုံစံမြင့်မြင့်ကွင်းကိုရှုမြင်နိုင်မဲ့တောင်ချိုးပုံစံဒီဇိုင်းထုတ်ထားတာပါ။ဒါကြောင့် building A ရဲ့အမြင့်ပိုင်းအထက်တွေမှာဆိုရင်တော့ရှုခင်းလှလှလေးကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ River View အခန်းကနေပြီးတော့ဒီကြောက်ဖျားမြစ်ပြင်ကျဲကြီးအဓိကအလှဆုံးမြင်ကွင်းကိုရှုမြင်နိုင်မှာပါ။မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ Asiatic ရဲ့မီးအောင်ဆောင်ရှုခင်းကိုညဘက်မှာအထင်အရှားမြင်ရမှာဖြစ်ပြီးတော့ဒါကဒီ project ရဲ့အဓိက selling point တစ်ခုလည်းဖြစ်ပါတယ်။ဘက်အချမ်းကျတော့ကြောက်ဖျားမြစ်ကိုဓာတ်ရိုက်မြင်ရတဲ့ River Front အခန်းတွေလောက်ဈေးမကြီးပဲနဲ့ City River View ပုံစံမျိုးကိုပေါင်းစပ်ပြီးတော့မြင်ရတဲ့ဘက်ခြမ်းဖြစ်တဲ့အတွက်ဈေးလဲတတ်တာတို့လိုမျိုးရွေးချယ်ဝယ်ယူတင်တဲ့အခန်းတွေဒီဘက်အချမ်းက project ရဲ့အရှိဘက်ခြမ်းဖြစ်ပြီးတော့ Charanakon လမ်းမကြီးနဲ့အနီးဆုံးဖြစ်တဲ့အတွက်သွားလာရေးအလွယ်ကူဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။မြစ်ရဲ့အနောက်ဘက်ကိုမျက်နှာမူထားခြင်းမရှိပေမဲ့ဘန်ကောက်မြို့ရဲ့မြို့ပြရှုခင်း City View ကိုအပေါ်စီးကနေအပြေအဝမြင်တွေ့နိုင်မှာပါ။အထူးသဖြင့်ညဘက်ဆိုရင်တော့မြို့ပြရဲ့မီးအောင်စုံနဲ့လမ်းမကြီးရဲ့လှုပ်ရှားမှုခန်းစားရမှာဖြစ်လို့ City Life ကိုကြိုက်နှစ်သက်သူတွေအတွက်အရန်ကိုလှပတဲ့နေရာလေးတစ်ခုလို့လည်းပြောလို့ရပါတယ်။ project က Charanakon လမ်းမကြီးပေါ်မှာတည်ရှိတာဖြစ်တဲ့အတွက်သွားလာရေးအလွယ်ကူဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။အဝင်သွားပြီးဆိုတာနဲ့အရင်ဆုံး garden တစ်ခုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီဘက်မှာတော့ basketball ကွင်းတစ်ခုတည်ရှိပြီးတော့ဆက်သွားလိုက်မယ်ဆိုလို့ရှိရင်တော့ pet playground တစ်ခုလည်းတည်ရှိရဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အချစ်တော်လေးတွေနဲ့အတူတူလမ်းလျှောက်တာကစားတာတွေကိုလည်းဒီနေရာမှာအေးအေးဆေးဆေးလုပ်ပေးလို့ရတာဖြစ်ပါတယ်။ Building A ကအထက်မြင့်ဖြစ်တာကြောင့်အခန်းအမျိုးအစားစုံလင်ပြီးအခန်းအကျဉ်းကနေအခန်းအကျယ်အထိကိုဘတ်ဂျက်နဲ့ကိုက်ညီမဲ့ unit ကိုရွေးချယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်။အခုအချိန်မှာတော့ off plan အနေနဲ့ရောင်းချပေးနေရဖြစ်ပြီးတော့2026ခုနှစ်မှာပြီးစီမှာဖြစ်ပါတယ်။အခုကျွန်မကဒီ project ရဲ့ location ကိုစပြီးတော့ရှင်းပြပေးပါမယ်။
Love Project ရဲ့အနောက်ဘက်မှာကြောက်ဖြာမြေတရှိရာဖြစ်ပြီးတော့အရှေ့ဘက်မှာဆိုလို့ရှိရင်တော့ချရနာခွန်လမ်းမကြီးတရှိရဲ့အနီးဆုံးမှာ Icon CM တရှိပြီးတော့သူနဲ့ထပ်ပြီးတော့တွားလိုက်မယ်ဆိုရင်တော့အရှေ့မှာစေယုံတရုံတရှိပါတယ် Tuscan Hospital ပါဒီအနီးပတ်ဝန်းကျင်မှာ International School တွေအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ခလေးမိဘတွေအတွက်အရန်အဆင်ပြေပြီးကောင်းမွန်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ် Project ထဲမှာ Shuttle Bus တွေစီစဉ်ထားပေးရဖြစ်တဲ့အတွက်အနီးဆုံး BTS Station ကိုအလွယ်တကူပဲတွားရောက်နိုင်ပါတယ်အနီးဆုံး BTS က Krontonbori BTS line ဖြစ်ပြီးဒီကနေပြီးတော့ interchange လုပ်မယ်ဆိုလို့ရှိရင်တော့မြို့ရဲ့ဘက်ကိုလည်းထွက်လို့ရပါတယ်ဒီဆုံး shopping mall တွေအနေနဲ့ကတော့ Central World ကို16မိနစ် Icon CM ကို10မိနစ်နဲ့ Riverside Plaza Bangkok ကိုဆိုရင်တော့3မိနစ်ပဲသွားရပါတယ်။ဆုံး International School တွေအနေနဲ့ကတော့ Shawburi International School Bangkok ကို10မိနစ် International Pioneer School ကိုတော့9မိနစ်ဒါကတော့25-26 square meter ရှိတဲ့ loft type ရဲ့ mock-up အခန်းလေးပဲဖြစ်ပါတယ်ရှင်။အရင်ဆုံးစဝင်သွားမယ်ဆိုလို့ရှိရင်တော့ဒီမှာ kitchen လေးစပြီးရရှိပါမယ်။ဒါလေးကတော့ bathroom လေးပါအခုချိန်အခန်းဝယ်ယူသူတွေကို fully furniture electronic ပစ္စည်းအစုံကိုထည့်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီ loft တိုက်ခန်းမှာဆိုရင်တော့၄ယောက်တစ်ခုထပ်ပြီးတော့ပါဝင်တာဖြစ်ပြီးတော့အပေါ်ရက်မှာတော့အိပ်ရာဘီရိုနဲ့အခုလို facility အစုံလေးပါဝင်မှာပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့ one bedroom 30-31 square meter အကျယ်ရှိတဲ့အခန်းဝင်ခြင်းမှာအရင်ဆုံး kitchen လေးရှိပါမယ်အထဲကိုထပ်ပြီးတော့ဝင်သွားမယ်ဆိုလို့ရှိရင်တော့ living room ရှိမှာဖြစ်ပြီးတော့သူကဒီ living room နဲ့ kitchen တွေကို separate လုပ်ထားပေးတဲ့အမှန်တကားလေးလည်းရှိရဖြစ်တဲ့အတွက်ကြောင့်မလို့တည်တံ့အရန်အောင်ဆန်ပါတယ်သူ့မှာပါဝင်တဲ့ဒီ one bedroom အခန်းလေးကလည်းကျယ်ဝန်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခန်းကျယ်လို့ခြင်းတဲ့သူတွေအတွက်စဉ်းစားလို့ရတဲ့ unit တစ်ခုပါဒီကတော့2 bedroom 59-60 square meter အခန်းလေးဖြစ်ပြီးတော့အခန်းထဲကိုဝင်ပြီးဆိုတာနဲ့ open kitchen လေးရောဖြစ်သွားပါလိမ့်မယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်တော့ living room လေးရှိတာဖြစ်ပြီးတော့တစ်ဖက်မှာ dining area ကလည်းတော်တော်လေးကိုကျယ်တဲ့အတွက်ကြောင့်မို့လို့မိသားစုဝင်များတဲ့သူတွေအတွက်အတော်လေးအဆင်ပြေပါတယ်မှာဆိုလို့ရှိရင်တော့ပါဝင်တဲ့အိတ်ခမ်းကတော်တော်လေးကိုကျယ်ဝန်းတာဖြစ်ပြီးတော့မိသားစုဝင်တွေနေဖို့အတွက်တော်တော်လေးကိုတင့်တော်တဲ့ပုံစံမျိုးလေးပဲဖြစ်ပါတယ်။ဒီ unit လေးရဲ့နောက်ထပ်အိတ်ခမ်းတစ်ခန်းပေါ့နော်။သူ့မှာဆိုလို့ရှိရင်အိတ်ခမ်းတစ်ခန်း2 bedroom ပါဝင်တာဖြစ်ပြီးတော့ဒီဘက်ကအခန်းကလည်းတော်တော်လေးကိုကျယ်ဝန်းပါတယ်။သူ့မှာလည်းတစ်ခါတည်းပဲရေချိုးခန်းတွဲလျက်သားပါဝင်တာဖြစ်ပါတယ်။ကိုကျမလိုက်ပြပေးသွားတဲ့ unit တွေကိုကျမတို့ရဲ့ Snow White Center Company ကနေဝယ်ယူမယ်ဆိုလို့ရှိရင်တော့ကျမရှင်းပြသွားခဲ့တဲ့ promotion တွေနဲ့အတူတူကိုမှယုံကြည်စိတ်ချစွာနဲ့ဝယ်ယူနိုင်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင်တော့ကျမတို့ရဲ့ Snow White Center Company ကထိုင်းနိုင်ငံသား100%ပိုင်ဆိုင်တဲ့ company ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ဝယ်ယူချင်တယ်ဆိုလို့ရှိရင်တော့ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူနိုင်ပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမှာယင်းနှိမ့်မြှုပ်နှံဖို့အတွက်စဉ်းစားနေတဲ့သူတွေအနေနဲ့ကျမတို့ရဲ့ Snow White Center Company ကိုဆက်သွယ်လိုက်ပါရှင်